လုံးမိလာပါရှင်အခုလာမယ်2026ခုနှစ်မှာစပြီးမိဘပြည်သူများအပေါင်းညီညီကိုမောင်သမားများအပေါင်းမောင်သမားလေးများအပေါင်းအားလုံးကျမ်းမချမ်းသာကြပါစေကြောင်းဆရာမထက်ထုံမှာဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်အခုလာမယ်2026မှာဆိုပညာအဓိပတိဂျိုကြီးဓနတယင်စာရာဂျိုကြီးစက်တာပရိယအောက်အနေထားနဲ့ရောက်ရှိမှာဖြစ်လို့ဒီ2026မှာရင်သွေးမွေးမဲ့မိခင်တွေအတွက်ဘာမှစိုးရိမ်ပူပန်ကြောက်ရွံ့ခြင်းမရှိဘဲနဲ့ကိုယ်ဝင်ဆောင်လို့ရအောင်လို့ဆရာမထက်ထုံမှာတိုက်တွန်းနှိုးဆော်ပေးထားတဲ့ဗီဒီယိုလေးကိုလည်းတပုတ်တင်ပေးထားပါတယ်ရှင်အဲ့တော့နံပါတ်1အနေနဲ့ကတော့ကလေးမွေးဖွားလို့ကောင်းတယ်ပေါ့ဂျိုကောင်းတွေရှိတဲ့အတွက်ဂျိုကောင်းတွေရှိမှာတော့အထိန်ကိုကောင်းတွေရှိနေပြီးအထိန်ကိုကောင်းတွေရှိနေမှာတော့ဘာပဲပြောကံကြမ္မာလေးနဲ့ကောင်းနေတဲ့အချိန်ခါလေးဖြစ်တယ်ပေါ့နော်ဒီ2026ကာလကသူကမစိုးတလပိုင်းဒီတရက်နေ့စဝင်ပြီဆိုတာနဲ့သူကဂျိုစည်းဂျိုနဲ့အကောင်းတွေကဝင်းရံထားတယ်ကျတာပရိဂျိုရဲ့အထင်းကိုလည်းရှိနေတယ်ရာဟုံးနဲ့ကျတာပရိတစ်ဖက်မှာတထင်းဂျိုရှိတဲ့အတွက်ကြောင့်မလို့ဒီတလပိုင်းကာလတွေမှာဘာဖြစ်နိုင်တယ်လဲဆိုတော့ကောင်းတယ်မစိုးဘူးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထီးခိုက်မခံဘူးထီးလေရှာလွယ်သဘောတရားမျိုးလေးတွေရှိတယ်။ဒါကြောင့်မလို့တစ်ဖက်နဲ့တစ်ဖက်ဘာသာမတူတဲ့လူတွေညင်းခုန်တာတော့ဘာလို့ပြုတ်မှုမပြောဆိုသင့်ဘူး။ဘာသာရေးကိုတရုပ်ပြက်မဖော်ဆောင်သင့်ဘူးပြဿနာတက်သွားနိုင်တယ်။နောက်တစ်ချက်ကကြတော့ဒီကာလ2026ဝင်ကလေးကာလဟိုမှာပေါ့နော်။ဒီအင်္ဂါစနစ်အပြန်လန်အမြင်လေးတွေကလည်းရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့စစ်မဲ့ရေးရာနဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးတွေနဲ့ဒီနိုင်ငံကိုမှပြောတာမဟုတ်တခြားနိုင်ငံတွေလည်းပါတယ်နောက်တစ်ခါရာသီဥတုပြင်းထန်မှုသဘောတရားနဲ့အဓိကကတော့မြေစေးရွှေစေးကမောက်ကမလေးတွေဖြစ်နိုင်တာလေးတွေရှိတယ်ဒါလေးတွေကိုသတိထားပေးပါရှင်အဲ့တော့2လပိုင်းကာလထဲမှာလည်းမစိုးဒါပေမဲ့2လပိုင်း23ရက်နေ့ကိုရောက်ပြီဆိုတာနဲ့ပြောကြားစရာကိစ္စရဲ့ကလေးတော့ရှိတယ်အဲ့ဒါလေးကဘာဖြစ်လဲဆိုတော့2026 2လပိုင်း23ရက်နေ့ကနေ2026 4လပိုင်း2ရက်နေ့အတွင်းမှာဂျိုးတွေကအရန်အောင်မှာပူသွားလိမ့်မယ်19ရက်နေ့လောက်ကစပြီးဂျိုးက၄လုံးပူနေတာ2လပိုင်း23 24မှာတော့အင်္ဂါဂျိုးကကုံရတီကိုတက်သွားပြီဂျိုး9လုံးပူဖြစ်စဉ်ရှိပြီဆိုကြတဲ့ဟိုရှိမဲ့ဂျိုးတွေကလည်းတနင်္ဂနွေရာဟုဗုဒ္ဓဦးတောက်ကြအင်္ဂါရှိပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီ9လုံးပူဖြစ်စဉ်ကြီးရှိပြီဆိုတဲ့အတွက်ကြောင့်မလို့ကဘာအောင်မှာရှိတဲ့ရာသီဥတုတို့စစ်မတ်တို့နောက်တော့ကပ်ပေးယောဂအနေရကန်တရားတွေကိုသတိထားပေးရမယ်ပေါ့နော်ဒီ2019မှာဂျိုငါလုံးဘိုးကမကာရရာတီမှာဖြစ်သွားတဲ့အတွက်ကိုဗစ်ကိစ္စလေးကလေးတွေကဘာတဝမ်းမှာတက်ရောက်မှုရှိတယ်အဲ့တော့ကျတာပရိဂျိုကလည်းနေအားနဲ့ဆိုတော့တိတ်မထိန်လိုက်နိုင်ဘူးဒီ2026မှာတော့ဒီကာလ2026 2လပိုင်း23ရက်က4လပိုင်း2ရက်နေ့အတွင်းကိုအရန်ဆိုရင်နဲ့ဂျိုငါလုံးကိုဖြစ်စဉ်ရှိတဲ့အတွက်ကြောင့်မလို့အဲ့တော့ဆရာမကြီးဟိုတစ်ခေါက်ဂျိုပူးွားတဲ့စနေတွေရာဟုတွေပူးွားတဲ့မေယာတီမှာဘာဖြစ်သွားလဲဆိုတော့ပြီးခဲ့တဲ့ကာလမတ်လမှာငလင်းရဲ့မန္တလေးငလင်းရဲ့နောက်ဆက်တွဲကကိစ္စရပ်တွေဖြစ်သွားတယ်အဖတ်တရားမှုကရှိတယ်မရှိတာတော့မဟုတ်ဘူးဒီ2026ဟောကိန်းကိုပြောပြရတာလေဒါလေးကိုအဓိကပြောချင်တဲ့အချက်ဖြစ်တယ်နံပါတ်1 2026မှာခလေးတွေမွေးချင်တယ်ဆိုမွေးကိုဝေဆောင်တယ်လေခလေးမွေးဖို့အခါကောင်းဖြစ်တယ်နံပါတ်2ဂျုံငါလုံးမှုဖြစ်စီရှိတဲ့အတွက်ကြောင့်မလို့ဒီကာလလေးမှာဖေဖော်ဝါရီကနေဧပြီလဆန်းအထိကိုဖေဖော်ဝါရီ20နောက်ပိုင်းကနေဧပြီလဆန်းအထိကိုတတိထားပေးပါလို့ပြောချင်တယ်ဟုတ်ပြီ2026ဒီ3လပိုင်းကာလလေးတွေမှာတော့ဘာလေးတွေဖြစ်လာမလဲဆိုတော့သူရင်စေးကားစေးနဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးတွေမှာသတိထားပေးပါရင်ကားစေးကမောက်ကမဖြစ်မယ်နောက်တစ်ချက်ကတော့ခရီးသွားဟိုတယ်တူရီဇမ်လုပ်ငန်းတွေမှာနှောင့်နှေးကြကြမှုတွေရှိမယ်အမှုပညာရှင်အတိုင်းဝိုင်းအနေနဲ့ပတ်သက်ပြီးတော့သတင်းစကားတွေပြဿနာ problem လေးဖြစ်နိုင်တယ်တိတ်ချဆရာမပြောတာလေးကိုသတိထားနာတော့ရင်တော့ဆရာမခတ်ဖို့သာပြောတာဖြစ်သွားတာတွေပဲအဲ့ဒါသတိထားမယ်ဘာဖြစ်လို့ကိုအချားမြင်နဲ့ပြောတာမဟုတ်ရန်သားမသားပြောတာမဟုတ်ဂျိုစည်းဂျိုနဲ့နက်ခတ်ချင်းခါတွေကိုကြည့်ပြီးပြောတာပါအဲ့တော့ဒီ3လပိုင်းထဲမှာတော့အမှုပညာရှင်တွေသတိထားရင်ကားလုပ်ငန်းလုပ်တဲ့လူတွေသတိထားရင်စေးကားစေးကမောက်ကမဖြစ်နိုင်တယ်ရင်ချောင်းခရီးသွားတွေသတိထားနောက်တစ်ချက်ကဆရာမကြီးဘာရှိသေးလဲလို့ပြောရမယ်ဆိုလို့ရှင်တော့နောက်တစ်ချက်ကတော့ဒီခရီးသွားဟိုတယ်တူရီဇမ်တွေမှာရာသီဥတုတို့နောက်ထပ်ပေါ့နော်ဒီလုပ်ငန်းတွေမှာ problem လေးတွေဖြစ်နိုင်တာပေါ့နော်ကမောက်ကမဖြစ်နိုင်တာသတိထား
2026လေးလပိုင်းကာလလေးမှာတော့လေးလပိုင်း10ရက်နေ့ကနေလေးလပိုင်းလက်ကုပ်အတွင်းမှာတော့စာချုပ်စာတမ်းနဲ့ချုပ်တာတတိထားပါဘာဖြစ်လို့လဲဆိုစနေကြိုမှဗုဒ္ဓဟူကနေကနေတော့မှနေချိုအိမ်ရောက်နေတယ်ပြီးတော့စနေနဲ့သွားပို့တယ်ဘာလဲဆိုစာချုပ်စာတမ်းပြတ်တာလားကျင်းတေပေါက်ရှိနိုင်တယ်လူတိုင်းတတိထားပေးပါပေါ့နော်အဲ့ဒီလေးလပိုင်း10ရက်ကနေလက်ကုပ်အတွင်းစာချုပ်စာတမ်းကိစ္စကြီးနဲ့ဆက်သွယ်ရေးသတင်းချက်လက်နေပညာအကုန်လုံးတတိထားပေးပါဖေဖော်ဝါရီဂျွန်အားလုံးဖြစ်စေမှာဆိုဗိုလ်တော်ဦးကဗီထရိုလေးတောင်မှလေဗီထရိုလေးဆင်းပြန်လိုက်သေးလားမသိဆင်းပြန်ပြီဆိုရင်တော့အဲ့ဟုတ်တယ်ဗီထရိုပါသူကဆင်းပြန်လိုက်သေးအဲ့ဒါဆိုရင်တော့နည်းနည်း short ရှိတယ်သတိထားပေးအဲ့လေးလပိုင်းထဲမှာတော့စာချုပ်စာတမ်းကိစ္စကိုအဓိကအသားပေးဇောင်းပေးပြောကြားပေးလို့လေ2026 5လပိုင်းကန်နေရမစိုးကောင်းတယ်တနေ့ဝင်နေအုပ်ဆိုတော့မင်းအစိုးရအကြီးကဲယာရုဒီနဲ့ပတ်သက်လို့ကောင်းမွန်တဲ့ကဘာတဝမ်းလုံးမှာဝန်ထမ်းတွေရဲ့အလုပ်ပြုတ်တာတော့အပြောက်အပြက်တော့မရှိဘူးအဲ့ချိန်မှာအလုပ်အင်အားတွေအလုပ်သမားတွေပိုလိုနေရဆိုဝန်ထမ်းတွေအတွက်အခွင့်ခါကောင်းနေဟလာဝန်ထမ်းတွေအတွက်အလုပ်အခွင့်အရေးတွေပို့ပြီးတော့ရတယ်နဲ့အလုပ်ကိုင်ခွင့်လန်းနေပေါ့2026 6လပိုင်းကန်နေရကောင်းနေမစိုးဘူးလို့ပြောရမယ်အထိန်ကိုရှိတယ်စက်တာပရိထိန်းတာတွေရာဟုနေဘက်ကဗုဒ္ဓဝူတောက်ကြလီနေတော့ရှိတယ်အဲ့တော့2026 9လပိုင်းကတော့ကောင်းတယ်တလား9လပိုင်းနေမှာခလေးမွေးချင်နိုင်ပါရှိလို့ရှင်တော့မွေးတော့ကောင်းတယ်ဆိုတာကလေ तू ကအုတ်ချိုကြတာပလေးမှာဗုဒ္ဓဝတောက်ကြထိန်းလိုက်ဆိုတော့ပညာရှိချိုပေါ့နော်အဲ့ဒီခါမှာ तू က6လပိုင်းနေကို तू ကစလုပ်ပြီးကဘာပေါ်မှာလည်းမတရားမှုတွေပပျောက်ပြီးတော့တရားမှုတွေရောက်လာနိုင်တာကိုဒီပညာချိုကြတာပလေးအုတ်အနေထားနဲ့မှာစနေကိုလှမ်းပြီးထိန်းထားတဲ့အတွက်ကြောင့်မို့ကဘာနိုင်ငံအသီးသီးမှာလည်းတရားမျှတမှုတွေနဲ့ကောင်းသောကန်တရားလေးတွေနဲ့ဖြစ်လာပြီပေါ့နော်။အိုးဘာလဲဆိုတော့ဒုစရိုက်မှုတွေကနေကြီးစိုးတာရနေဟိုတလောကဆိုဒီအလိညာကြားဖြန့်ကိစ္စရက်တွေမှာဒီအပေါ်ပြဿနာတွေရှင်းလင်းသွားသလိုဖြစ်သွားတယ်။နောက်တစ်ခုကမတရားတဲ့ဒီမှောင်ခိုလုပ်ငန်းတွေမှာကောင်းသောသဘောတရားမှုတွေရှိတယ်။ဒါဆိုပညာချိုပြန်ထိတ်လိုက်ပြီဆိုတော့ကပောင်မှာတရားမျှတမှုကပြန်ပြီးတော့အုပ်စိုးလာနိုင်တဲ့ကာလဖြစ်တာပေါ့။မင်းအမှုရန်အမတ်တွေအတွက်ကောင်းသောအခွင့်အလမ်းတွေကောင်းသောအမတ်တွေအတွက်ကောင်းသောအခွင့်အလမ်းတွေရရှိမဲ့ကာလမျိုးတွေဖြစ်ပါတယ်။2026 8လပိုင်းကာလတွေမှာလည်းအရန်ကောင်းနေတယ်။ကြတာပရိအုပ်ချိုအနေထားနဲ့တနင်္ဂနွေချိုအနေထားနဲ့ဆိုတော့သူ့အတွက်အကောင်းတွေပေါ့နော်။ပို့ပြီးတော့အလောက်ကအခွင့်အရေးတွေတရားမျှတမှုတွေပို့ပြီးကောင်းမွန်တဲ့အခွင့်အလမ်းတွေရရှိနိုင်မယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတောက်ကြနေတဲ့စနေရီထရိုဘက်အပြန်လည်မြင်တဲ့အတွက်ကြောင့်မလို့အမှုပညာဟိုတယ်တိုရီစီခီးသွားလက်ဇရီပစ္စည်းစိန်လုပ်ငန်းတို့ဘာလို့မှနည်းနည်းသတိထားပေးပါနော်စိန်တွေးထွက်တဘာဝစိန်တို့ဒီလက်ဇရီပစ္စည်းနဲ့ပတ်သက်ပြီးတော့နည်းနည်းဂရုစိုက်ပေးပါအမားယွင်လေးပြဿနာဖြစ်တတ်တယ်နောက်ပြီးကားစိတ်ကွက်အနေနဲ့သတိထားပေးပါ6လပိုင်းမှာဝန်ထမ်းရေးရာခန္ဓာတွေမှာပြဿနာရှိတယ်တကဘာလုံးမှာအလုတ်ပြုတ်သွားနိုင်တာတို့အလုတ်ဝန်ထမ်း short ချတာတို့ဒီလိုမျိုးကိစ္စရက်ကလေးရှိနိုင်တယ်8လပိုင်း20ရက်နေ့ကနေ6လပိုင်း20ရက်နေ့တွင်2026မှာတတိထားပေးပါခေါင်းရှုပ်စရာဆေးချုပ်စရာအခက်ခဲမျိုးတွေရှိလာနိုင်တယ်2026ဒါဝန်ထမ်းတွေအတွက်ပြောပြတာပေါ့နော်နောက်တစ်ခုကတော့2026 10လပိုင်းကန်တရားကောင်းပါလေအကောင်းဘက်ကလေးတွေကနေတော့ဟိုပြန်ပြီးမစားတာလေအင်္ဂါနှိမ့်နဲ့ကြတာပရိအုံနဲ့တော့ပို့တယ်ကရကတ်မှာပို့တယ်ဆိုတော့တခါဘာဖြစ်လာနိုင်တယ်လဲဆိုတော့ကပောင်မှာရှိတဲ့ဒီစစ်မက်ရေးရတင်းမာမှုတွေကနေပေါ်တော့မှပြန်လဲပြီးလုံးဝထင်းညိလာပြီးအုပ်ဆိုးလာနိုင်မယ်တရားမျှတသောကောင်းမွန်သောအခွင့်အလမ်းတွေကိုခံစားရရှိနိုင်တာမျိုးကမ္ဘာအေးရဲ့ဒေတာမှာကောင်းမွန်သောဝါဒတွေကြီးစိုးလာနိုင်ပြီးတော့စစ်ဖြစ်ပွားစစ်မက်ရေးရဖြစ်ပွားမှုအနေနဲ့ရောပါတတ်တာလာပါလိမ့်မယ်ရှင်ဟုတ်ပြီ17လပိုင်းကန်နေရ17လပိုင်းကန်တရားအနေနဲ့ကတော့ကန်အတိအနေထားလေးမှရှိတယ်အတိတ်အနေထားလေးမှာရှိတယ်17လပိုင်းထဲမှာမြေရွှေကိစ္စရက်ကလေးတွေမှာတတိထားပဲနည်းနည်းကမောက်ကမဖြစ်လာနိုင်တဲ့လူတွေဖြစ်လာနိုင်တယ်ဈေးတွေကမောက်ကမဖြစ်လာနိုင်တာမျိုးဖြစ်နိုင်တယ်2026 12လပိုင်းထဲမှာဆိုဂျိုကောင်းတွေရှိတယ်12လပိုင်းကအကောင်းတယ်သူက2025သူကအဖွင့်ရောအပိတ်မှာရောအရန်အစိုးရရောမဟုတ်ဘူးကောင်းသောကန်တရားလေးတွေရှိတယ်12လပိုင်းထဲမှာခလီမွေးမဲ့သူတွေအတွက်ကိုလည်းဆီမ1မီဝကန်လုပ်တယ်ဂျိုတွေကောင်းတယ်ပေါ့နော်တတင်းကိုနေနဲ့အင်္ဂါနဲ့မဲအိမ်မှာဖက်လဲတယ်ဆိုတော့နာမည်ပေးလေးတာကောင်းလိုက်မယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ကောင်းသွားနိုင်တာပေါ့အဲ့တော့2026ထဲမှာတော့ဆီယမတစ်နှစ်စာဟောစတန်လေးကိုတော့ဟောကြားပေးလိုက်ရပါတယ်ပေါ့နော်ဂျိုတွေနဲ့ရှင်နဲ့သိပ္ပံသဘောတရားဆန်းဆန်းကိစ္စရက်ကလေးတွေပြောသွားတယ်ဒီကိစ္စလေးအကုန်လုံးကအချမ်းမြင်နေပါလေကိုအခြေခံထားတာမဟုတ်ဘူးဂျိုတွေပေါ်မှာပဲမူတည်ပြီးတော့ကိုကကြည်တာဖြစ်တယ်2026ထဲမှာဆိုလို့ရှင်
ပညာကိုတက်အောင်လို့ပညာနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေအများကြီးပေါ်လာနိုင်တယ်ကိုယ့်ရဲ့ပညာရှင်တွေလည်းပညာရဲ့လိုက်အသုံးချစရာနေရာတွေများလာလိမ့်မယ်လို့ပြောကြားပေးလို့ရပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေရှင်